ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဝေဖြစ်ပါတယ် channel တွေကနေပြီးတော့တင်ဆက်နေတာပါအခုကတော့10ရက်နေ့ည12နာရီခွဲပါကျွန်တော်အလုပ်တွေကုန်ပြီးလို့ရေချိုးပြီးတော့အိတ်တော့မလို့ပေါ့နော်ဒါပေမဲ့မိခင်မှာကျွန်တော်နည်းလေးမနှက်ပြန်ဝါချင်းဆော့မဲ့ဒီပွဲစဉ်လေးကိုကျွန်တော်ကြည့်နေရပါဗျာအဲ့တော့ဆော့မဲ့အတင်းကတော့တင်းဆုံးဖြစ်ပါတယ်ဆိုတော့တင်းဆုံးကကျွန်တော်ဒီလိုမျိုး detail ပေါ့နော်ပွဲတွေလည်း cast ခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ဒီအရင်ဆော့ခဲ့တဲ့အကြောင်းတွေကိုသိပြီးတော့ research မလုပ်ခဲ့မိဘူးဒါပေမဲ့အခုကျွန်တော်ဒီ video ထဲမှာတော့တင်းဆုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ရတဲ့ဟာလေးတွေကိုအားလုံးသတိထားမိအောင်ပြပြပေးသွားမှာပါဗျာဆိုတော့ YG အတွက်တင်းဆုံးကလွယ်ကူတဲ့ပြန်မဲ့ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ဒီလွန်ခဲ့သော8ရက်တည်းကတော့တွေးခဲ့ဖို့ရမျိုးရှိတယ်အခုဒီမနေ့ပြန်ပေါ့နော်နေ့လယ်3နာရီခွဲဆိုလို့ရှိရင်ဆော့တော့မှာ YG နဲ့တင်းဆုံးနဲ့ဆိုတော့အဲ့ပွဲမှာ YG ကတင်းဆုံးကိုလွယ်လွယ်ကူနဲ့နိုင်သွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့မတိုင်ခင်မှာကျွန်တော်ရဲ့ဒီ research လုပ်နေတဲ့အချိန်လေးကျွန်တော် Wikipedia ပြန်ကြည့်နေတဲ့အချိန်လေးမှာဆိုလို့ရှိရင်တော့တင်းဆုံးကလည်းကျွန်တော် K သူတော့မဟုတ်နေဘူးဗျ YG တော့ဘယ်လိုပြောမလဲအရန်လွယ်ကူတဲ့ပြန်ဘက်တော့မဟုတ်နေဘူးဆိုတော့ကျွန်တော်သိနေရတာပေါ့နော်အခုလက်ရှိရဘာဖြစ်လို့ပြောလဲဆိုလို့ရှိရင်တို့ကလေဒီရှန်လင်းတို့အဲ့လိုဆက်စုတို့လိုမျိုးအတွေ့အကြုံရှိတဲ့ The Mongols အသင်းကိုတို့ဟာနော်အနိုင်ရရှိထားတယ်ဗျ Grand Final မှာ 4-1 နဲ့အပြက်ကိုစော်ထားတဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒီအပြင်မှာဝိုင်းကကိုရောက်လာတော့လေအုပ်စုစင်မှာတို့ကရှုံးပွဲမရှိဘူး၃ပွဲကစား၃ပွဲလုံးနိုင်အုပ်စုဘိုနဲ့တက်လာတဲ့အသင်းဖြစ်တယ်အဲ့လိုပဲ semi final ဆင်းရောက်လာတော့ဒီ China region ကနေလာတဲ့ Guangzhou Gaming ပေါ့နော်လက်စွမ်းထပ်နေပါတယ်ဆိုတော့ Guangzhou Gaming လို့အသင်းမျိုးကိုလည်းသူတို့ကအနိုင်ရရှိပြီးတော့ qualify ဖြစ်လာတဲ့အသင်းဖြစ်တယ်ဆိုတော့ White State ကနေပြီးတော့တက်လာတဲ့အသင်းဆိုနေမဲ့ YG တော့ကတော့အရင်ကြီးလွယ်ပါမလားဆိုတဲ့အတွေးကြီးကကျွန်တော်ဒီချိန်မှာနည်းနည်းတော့ဝင်လာမိရပေါ့နော်ဘာလို့ဆိုသူတို့ဖြတ်ကျော်လာတဲ့ဒီအဆင့်တွေခက်ခဲချမ်းတဲ့ပွဲစဉ်တွေကိုသူတို့ဖြတ်ကျော်လာပြီးတော့တွေ့ရတယ်အဲ့တော့တင်းစုံမှာအဓိကဒီအန်နေများတဲ့ကစားမှာ2ယောက်ရှိရပေါ့နော်ကျွန်တော်အခုသိရှိကျွန်တော်လေးလာတာတော့ဆို2ယောက်ရှိရပထမဆုံး1ယောက်ကတော့ဒီဆာအူရာပေါ့ဗျာဆာအူရာကသူကဂျန်ငယ်ဆော့တာဗျာသူကအသက်ကလည်း20မကျော်သေးဘူးလူငယ်လက်တက်ကစားမ1ယောက်ဖြစ်တယ်အတွေ့အကြုံပိုင်းဆိုင်ရာအရာလည်းအနှဲငယ်လေးတော့နဲပါနေသေးရဆိုနေပေမဲ့ White State မှာသူဆော့သွားတဲ့လက်စွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူ့စီမှာပြန်မဲ့သေးတွေကိုအဲ့လိုမျိုးကြောက်ရွံ့နေရဆိုတဲ့အခြေအနေမျိုးကျွန်တော်လုံးဝမတွေ့ရဘူးအဲ့ဒီပြေမှာဒီ White State ရဲ့ Day 3မှာသူက All Star sorry ဒီ star player တွေနဲ့သူကရွေးချယ်ခံထားတဲ့ကစားမှာဖြစ်တယ်ဆိုတော့ဂျန်ငယ်ပိုင်းမှာလည်း assassin ကိုတော်တော်လေးကောင်းနေဆိုတော့ဒါကတော့တော်တော်စောင့်ကြည့်ရမယ့်ကစားမှာပေါ့ဗျာပြီးတော့နောက်တစ်ယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ White State တစ်ခုလုံးမှာ M7 White State တစ်ခုလုံးမှာ MVP 4ချိန်နဲ့ထိပ်ဆုံးကနေပြီးတော့ရက်တည်နေတဲ့ဒီခံနေဖြစ်ပါတယ်ခံနေကလည်းပြောမှဆိုလို့ရှိရင်တော့ဒီ mid player တွေထဲမှာတော်လေးကောင်းတယ်လို့တော့ကျွန်တော်သုံးသပ်မိရဗျသူ sorry hero တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Mongolia အသင်းဖြစ်နေရဆိုနေမယ်သူရဲ့ဒီ meta အလိုက်မီရဲ့နှုံးကတော်တော်လေးကိုကောင်းတယ်ပေါ့နော်သူ ဆော့ရဆိုလို့ရှိရင် Jushin ဆော့ရယ် Eve ဆော့ရယ်အဲ့ဒီအပြင်မှာနောက်ထပ်ဆိုလို့ရှိရင် Fasa ဆော့ရယ်အဲ့တော့မှ King Liver ထပ်ဆော့ရယ်ပေါ့နော်ဒါတွေကသူအရေးကြီးတဲ့ပွဲတွေမှာဆော့ထားတဲ့ hero list တွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်နေတာပေါ့ဗျာဆိုတော့ meta လိုက်မီရဲ့ပြီးတော့ MVP အများဆုံးယူရတဲ့ကစားမတစ်ယောက်လည်းဖြစ်နေရဆိုတဲ့အချက်ကြောင့်မလို့ဒီ The Mongols အသင်းကိုကြော်ဖြတ်ပြီးတော့မှเนาะဒီ Guangzhou Gaming လို့အသင်းကိုကြော်ဖြတ်ပြီးတော့မှ White State ကိုတက်လာခဲ့တဲ့ team စုံဒီเนาะကျွန်တော်ဒီဆာအူရာနဲ့เนาะကျွန်တော်ကန်နီနဲ့ကိုတော့တေချာလေး queue side ဖို့တော့လိုမယ်လို့တော့ပြောချင်တယ်ကျွန်တော်ရှေ့ရနေပြီးတော့ရှေ့ရက်တည်းကတွေးခဲ့သလိုမျိုး YG ဒီလွယ်လွန်းတကူကြော်ဖြတ်သွားမယ်ဆိုတဲ့အရာတစ်ခုတော့ကျွန်တော်အနေနဲ့နည်းနည်းတော့ပြန်စဉ်းစားရမယ်တူပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မြန်မာကုသားပြုအသင်းเนาะကျွန်တော်တို့ဒီရန်ကုန် Galacticos YG အနေနဲ့ကလည်းเนาะကျွန်တော်တို့3နာရီခွဲမှာ Best of 1ကိုတော့အပြတ်အသက်ပိုင်နိုင်နဲ့ရိုက်ဖို့တော့လိုပါတယ်ဆိုတော့ရိုက်နိုင်မလားမရိုက်နိုင်ဘူးလားဆိုတော့လည်းကျွန်တော်ကြည့်ရပါမယ် YG ကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အသင်းတွေမှာလက်ရှိမှာအကောင်းဆုံးပါပဲဆိုတော့အများကြီးပြေဝယုံကြည်နေပါတယ်အနိုင်ရလက်ကိုရယူနိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ဆိုတော့ကြည်နေတဲ့ဘဲတွေရောဘယ်လိုထင်လဲတင်းလုံးကျဲမယ်လို့ထင်လားမကျဲဘူးလို့ထင်လားပေါ့ဗျာအောက်မှာရေးခဲ့ကြပါပွဲပြီးမှပြန်တွေ့မယ်ဘိုင်